လူများစုကဘဝမှာဘာလို့အမြဲတမ်းတစ်ခုခုလုံနေတယ်လို့ခံစားနေရတာလဲဆိုတာသင်သိမှာလားအဲ့ဒါဟာသင်မှမရှိတာကြောင့်မဟုတ်ပဲသင်ရဲ့အာရုံစူးစိုက်မှုမှားနေလို့ပါတကယ်တော့ကျွန်တော်တို့မှမရှိတာတွေကိုမှလိုက်ကြည့်ပြီးတော့ညီးတောင်းနေမယ်ဆိုရင်ဘယ်တော့မှပြည့်စုံလာမှာမဟုတ်ပါဘူးအဲ့ဒါကိုကျွန်တော်တို့အနေနဲ့ scarcity mindset လို့ခေါ်ပါတယ်ဒီစိတ်ကသင်ရဲ့အခွင့်အလမ်းတွေကိုပိတ်ပင်ထားတယ်အဲ့လိုမျိုးပြောင်းလဲဖို့အတွက်ဆိုရင်ကျွန်တော်တို့ကကျေးဇူးတင်ခြင်းဆိုတဲ့ gratitude practice ကိုကျွန်တော်လေ့ကျင့်ကြည့်အောင်နော်အခုန scarcity mindset ဆိုတော့ကျွန်တော်တို့ဘယ်လိုကြော်ဖြတ်မလဲအဲ့ဒါအောင်မှာ Louis Host တင်ပေးထားတဲ့အလွယ်ဆုံးနည်းလမ်းလေးကတော့ဘာဖြစ်မလဲဆိုရင် gratitude practice လို့ခေါ်တယ်ကျေးဇူးတင်ခြင်းဆိုတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒီလိုတင်မှာအခုရှိနေတဲ့အရာလေးတွေနော်ပစ္စည်းလေးတွေနော်ကိုမှရှိနေတဲ့အသေးဖွဲလေးအစားပစ္စည်းလေးတွေကိုမှရထားတဲ့အခွင့်အလမ်းတွေအဲ့ဒါကိုစပြီးတော့ကျေးဇူးတင်ကြည့်လိုက်ပါကျေးဇူးတင်တဲ့စိတ်ဟာကြောမှုဆွဲဆောင်နေတဲ့တန်လိုက်တဲ့တကူနဲ့တူပါတယ်နောက်တစ်ခုကကျွန်တော်စဉ်းစားရမှာကျွဲဝတဲ့စိတ်တက်ဖြစ်ပါတယ် abundant mindset လို့ခေါ်ပါတယ်ကျွဲဝတဲ့စိတ်တက်ဆိုတော့ဘာလဲကျွဲဝတဲ့စိတ်တက်ဆိုတာလောကကြီးမှာအခွင့်အလမ်းတွေလူတိုင်းတွေလုံလောက်စွာရှိနေတယ်လို့ယုံကြည်ထားရပါမယ်သူတယောက်အောင်မြင်သွားတာတင့်လို့အခွင့်အလမ်းရုပ်သွားတာမဟုတ်ပါဘူးအဲ့ဒီစားသူတော်လုံနိုင်လို့ရှင်ငါလည်းလုံနိုင်တယ်ဆိုတော့အကောင်းမြင်စိတ်နဲ့ကျူးစွန်လိုက်ပါအဲ့တော့ကျွန်တော်ဒီနေ့ကစပြီးတော့မရှိတာကိုအပြစ်တင်နေမယ်အစားကိုယ်မှာရှိနေတာတွေကိုစပြီးတော့ကျေးဇူးတင်မယ်ကျေးဇူးတင်ရတဲ့မှာတင့်ရဲ့ကျွေးဝါတဲ့ဘဝကိုစတင်လိုက်ပါတင့်ရဲ့စိတ်တွေကပြည့်စုံနေပြီဆိုလို့ရှိရင်လက်တွေ့ဘဝမှာလည်းလိုက်ပြီးတော့ပြည့်စုံလာမယ်ဆိုတာတွေ့ရပါလိမ့်မယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ